crypto တွေမှာ staking လုပ်တော့မယ်ဆိုရင် APR နဲ့ APY ဘယ်ဟာပိုမြတ်များလဲဆိုတာသိပြီးပြီလား APR ဆိုတာကတော့ annual percentage rate ပါတစ်နှစ်စာရမယ်အတိုးနှုန်းသက်ပါဥပမာသင်ကဒေါ်လာ100ကို 10% APR နဲ့ staking လုပ်ထားရင်တစ်နှစ်ပြည့်တဲ့အခါမှာဒေါ်လာ30အမြတ်ရမယ်အတိုးပေါ်အတိုးဆင်းတာမျိုးမရှိပါဘူး APY ဆိုတာကတော့ annual percentage yield ပါ APY မှာ compound interest အတိုးပေါ်အတိုးဆင်းတာကိုထည့်တွက်ထားတာပါဆိုလိုတာကဒီနေ့ရတဲ့အတိုးကိုနောက်တစ်နေ့မှာရင်းနှီးမြှုပ်နှံမှုနဲ့ပြန်ထည့်လိုက်တာမျိုးပါဒါကြောင့်ကိန်းဂဏန်းနဲ့တူနေတော့ APY က APR ထက်အမြတ်ပိုရပါတယ် crypto platform အများစုမှာပေးနေတဲ့ APY ဆိုတာသင်ရတဲ့အမြတ်တွေကို auto reinvest လုပ်ပေးသွားတာကိုပြောတာပါဒါကြောင့်ရေရှည်ရင်းနှီးမြှုပ်နှံသူတွေအတွက် APY ကပိုပြီးတော့အမြတ်များပါတယ်ဒါကပမာဏနဲ့မသိတာပဲပဲပမာဏများရင်တော့အလွန်ကွာခြားပါတယ်ဒါကြောင့်နောက်တစ်ခါ stake မလုပ်ခင် APR လား APY လားဆိုတာသိချာကြည့်ဖို့မမေ့ပါနဲ့ crypto နဲ့ပတ်သက်တဲ့သိချင်တဲ့အကြောင်းအရာတွေကို comment မှာရေးပေးခဲ့ပါဦးအားလုံးကျေးဇူးတင်ပါတယ်